အဖေမတရားပါကြီးဟာတဲကနေပါလာလို့လာခိုင်းတယ် ငါကျွဲစောနေရင်ဘေကုံသွားလို့နင်တို့ရှိရောက်လာတာငါဟောစပေါ်ခဏလွင်ပေးငါစကရာကြတော့မှာဟေးနင်တို့ကျွဲသမားတစ်ယောက်နဲ့ငါဆက်ပြီးမတွဲနိုင်တော့ မလုပ်မှန်တဲ့ကိုတောင်းမှမှာလေကွာ ဘူးနင်ကဒီကျွဲပဲအားနေစော့နေငါ့ကိုလည်းဂီးမဆိုင်ဘူးအဲ့ထက်ဆိုတာကငါအဖေအမေပါကောင်းကောင်းမနေရဘူးကေပေးတို့ဝေးတို့ရှိလာနေနင်လိုက်တောင်းနေအဲ့တော့နေခဲ့လိုက်တော့ စလော့တမလီချစ်သူ တဲ့ ဘာလဲ ခေပေးရှိလားခေပေးရှိလား ဒီလောက်ဖြစ်နေရတော့မှခေပေးရှိလားလာမေးနေခေပေးတော့မရှိဘူးဒါပဲရှိတယ်အဖေကျွဲခတ်ခံရလို့ဘလို့ဖြစ်တာတော့သမီးကြာချင်းပဲရန်ကောင်းနေအခုပဲပြန်လာတာ ဟုတ်တယ်သမီးရဲ့ဒီကြွက်ခတ်ခံလိုက်ရ အဖေကလဲခွင်းနဲ့သွားလို့လားဒါနဲ့ဘာတန်ရမှလည်းမတွေ့ပါလားကျွဲခတ်လို့ဆို ဟဲ့ခတ်တဲ့ကြွက်ကမျက်စားတဲ့ကြွက်မဟုတ်ဘူးသမီးရဲ့တီပေးတို့ဝေးတို့စားတဲ့ဒီကြွဲ